အခုဗီဒီယိုမှာမြင်နေတဲ့အတိုင်းပဲဗျဒီကားအပြာရောင်တစ်စီးလုံးကိုနော်ဒီပိန်းထဲမှာကျွတ်တော်မရှိဘူးဗျဒီတာယာအောက်မှာဒီမူးယစ်ဆေးတွေအပြည့်ပဲဗျသူဒီကောင်ကဘလို့စိတ်နဲ့ဒီလိုမျိုးဖုံးနိုင်လဲတော့ကျွန်တော်လည်းမသိဘူးဗျဒါပေမဲ့ဒီတကားလုံးမှာမူးယစ်ဆေးတွေအပြည့်ပဲမောင်ခိုလာတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်နဲ့အတူကြည့်လိုက်ပါအောင်နော်ဒါဆိုင်ဒီကားထိုင်ကောင်အောက်မှာမူးယစ်ဆေးတွေပါနော်ဒါကြောခံပါဗျာဒီကြောခံနောက်မှာလည်းမူးယစ်ဆေးတွေအပြည့်ပဲဗျတကယ်ကိုဆရာချတဲ့ဒီမောင်ခိုတမားပါပဲနော်ဒီကောင်စိတ်ကအကြောက်တရားတွေမရှိတော့တာလားဗျာသူစိတ်ထဲမှာရှင်ရင်ရွှေတီတည်ရင်မြေကြီးဆိုတဲ့စိတ်ပဲရှိတာလားဗျတကယ့်ကိုတတိရှိတဲ့ကောင်ပါဗျာနော်ဒီလိုမျိုးဖန်စီဖို့ဆိုတာလည်းမလွယ်ဘူးဗျအိုးတကားလုံးမကြောက်မလန့်နော်တချို့လူတွေကရှိတယ်ဗျဒီလိုမျိုးမောင်ခိုဖို့ဆိုတာလေဒီပစ္စည်းအထုပ်တေးသေးလေးကိုမှတေလာဖို့အရေးသူတို့မှတအားကြီးအသက်ရှူရက်မတက်ကိုသူတို့ကြောက်လန့်ပြီးမှတဲလာကြတာဗျာဒါပေမဲ့ဒီလူကြတော့မဟုတ်ဘူးဗျဒီကားတစ်စီးလုံးမှာရှိတဲ့နေရာတိုင်းမှာထားလို့ရမယ်ထင်တဲ့နေရာတိုင်းမှာဒီမူရစေးတွေအကုန်လုံးတင်းကြုံပြီးမှအယူဆောင်လာတာပါနော်တကယ်ကိုအံ့ဩစရာပါဗျာဗီဒီယိုအများရှိသေးတယ်ဗျဒါပဲမရှိလဲမရှိလဲဆိုတာဒီစစ်ဆေးတဲ့ဆရာလဲတကယ်ဆရာကြတယ်ပေါ့နော်နေရာတိုင်းမှာသူစစ်တဲ့နေရာတိုင်းမှာထွက်နေတယ်ဆိုတော့လေသူတို့ဆက်နဲ့ရှာတာဗျအိုးနေတဲ့ဟာမဟုတ်ဘူးနော်ဒီဘယ်နိုင်ငံမှာဖြစ်သွားလဲဆိုတာတော့မသိပါဘူးဗျာဒါပေမဲ့ဒီလောက်များတဲ့ပစ္စည်းပဲမှာတော့ပို့မလဲပေါ့နော်ကားတော့တိတာတယ်ဗျာကားတော့ဒီအဟောင်းပေါ့နော်အဟောင်းမှာသူတို့ဖြစ်တယ်လို့လေးမောင်းလာမယ်ထင်တယ်အနောက်တူပေါက်မှာလည်းရှိတယ်ဗျတွေ့ပြီတစ်တာကြီးအော်ဒီကားဆရာတော်ရဲတာပဲနော်နေတဲ့ဟာကြီးမဟုတ်ဘူးဗျာသူတဲလာတာအိုးပတ်စံတွေဒါပါပတ်စံလေ900တန်တွေရော90တန်တွေရော100တန်တွေရောဟုတ်ကဲ့ဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာဒီဗီဒီယိုကိုကြိုက်နေတဲ့ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပါဦးနော်